ရေကူးပြီးငါးဖမ်းကျွမ်းကျင်တဲ့ကြောင်တွေမျိုးကြောင်ရောကြားဖူးကြလားဒါကတော့ကြောင်တငါလွတ်ခေါ်တဲ့တကယ့်ကိုအမဲလိုက်ကျွမ်းကျင်တဲ့တတ်တော်လေးတွေပါပဲသူတို့ကလည်းအိမ်မွေးကြောင်တွေထက်နှစ်ဆလောက်ကိုကြီးပြီးတော့ကိုလုံးကိုထဲကလည်းတောင်းတင်းခိုင်ပါတယ်အမွေးရောင်ကကြားတဲ့ကြားလို့အကွက်ပြတွေနဲ့အယမ်းလာတာအဝါရောင်တန်းတဲ့မိခိုးရောင်ကိုပေါ်မှာအနက်ရောင်အစင်းတွေအဆက်ပြောက်လေးတွေတွေ့ရမှာပါသူတို့ကိုတောင်အားရှလေအရှိတောင်အားရှကစိတ်မေတော်တွေဒီတွေတော်တွေမှာအဓိကတွေ့ရတဲ့ရေအိုင်းတို့မြစ်ချောင်းတို့နာကတစ်ပင်ချုံတွေထူထပ်တဲ့နေရာမျိုးတွေကိုသူတို့ကပို့ပြီးတော့သဘောကျတယ်မြန်မာနိုင်ငံလာမှာဆိုရင်အေရာဝတီမြို့ကကျွန်းပေါ်ဒေသဟာသူတို့အတွက်အရေးပါတဲ့နေရာတစ်ခုပါပဲသူတို့ကညဘက်ကြာမှာလှုပ်ရှားသွားလာပြီးတကောင်လဲနေလေးရှိတယ်မျိုးနော်ရေကူးတာကတော့တကယ့်ကိုကျွမ်းကျင်တာရေအောက်မှာတော့အကွာဝေးတော်တော်ကြာကြာကုခတ်နိုင်တယ်နာမည်အတိုင်းပဲအဓိကအစာကငါးပေါ့ဒါပေမဲ့တခြားတွားသွားတဲ့တော်ငယ်တွေငတ်ကိုလည်းစားပါသေးတယ်သူတို့ရဲ့အထူးခြားဆုံးအချက်ကတော့ခြေဖွာလေတယ်ခြေချောင်းတွေကြာမှာရေရက်လို့ရေပြားပါးလေးတွေပါလာတယ်ဒါကြောင့်ရေထဲမှာလင်းမြန်စွာလှုပ်ရှားနိုင်တာပေါ့ဝမ်းနဲ့စရာကတော့သူတို့ဟာမြို့သူရဲ့အန်တဲ့ကြားရောက်နိုင်တဲ့မျိုးစိတ်တစ်ခုချင်းနေပါပြီဒီအောင်ဝဲရေငါးဖမ်းကြောင်တွေရှင်းတန်နိုင်ဖို့သူတို့ရဲ့စိတ်မီတော်တွေကိုအားလုံးအကျူတူကာကွယ်ကြအောင်